ဆုံးယတနာတရားအမြတ်ဆုံးယတနာသံဃာအမြတ်ဆုံးယတနာဟုဆိုအပ်သောယတနာမြတ်၃ပါးဆရာသမားတို့အားတတ္တာရွတ်ကြိုလက်စုံမိုး၍ရှိခိုးပူဇော်ပူမြော်မှန်လျော့ကြောကြတဲ့ယတနာတယပဏာမကုသိုလ်ကံစေတနာပေါင်းကောင်းမှုတို့ကြောင့်မကောင်းသောအနိဋ္ဌဖလဗေဒံယမအန္တရာယ်ခတ်သိမ်းဆိုရင်ခတ်သိမ်းကြောင်းကြခတ်သိမ်းကင်းငြိမ်းရကိုမိတကာလတထာသီလတုတ္တစာကပညာဟိရိဥတ္တပတိဟုသောသူတော်ကောင်းတရားတို့ကိုဘဝမေချာကြိုးစားမယုတ်ပွားများအထုတ်နိုင်လွယ်ကြသည်ဖြစ်ကြပါစေ1386ခုနှစ်ဝါဆိုလပြည့်ကျော်8ရက်စနေနေ့19ရက်9လ2014အာဇာနည်နေ့မှာဘေကုတိုင်းဒေသကြီးဘေကုမြို့ဥဒ္ဒါမြို့သစ်ချမ်းမြေရိပ်မြိုင်ကျောင်းတိုက်အတွင်း၌ဝါဆိုဝါကတ်တော်မူကြသည့်ဆရာတော်တန်ဃာတော်တို့၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုအာယုံပြု၍ရန်ကုန်မြို့ရွှေဂုံဖရာတောင်ဘက်မုတ်ဓမ္မဝတ်မုံပိဋကစာပေဖြန့်ချီရေးမိသားစုတို့မှပင်စမအကျိန်မြောက်ဝါဆိုသင်္ကန်းဆက်ကလှူဒန်းတယ်ဓမ္မဝတ်မုံပိဋကစာပေဖြန့်ချီရေးမိသားစုနှင့်တကောဝမိဘညီကိုမောင်နှမဆွေမျိုးသားချင်းများဓမ္မမိတ်ဆွေသင်္ဃဟများတငယ်ချင်းအပေါင်းအသင်းများဝါဆိုသင်္ကန်းအသီးသီးဆက်ကလူတန်းချင်းကုသိုလ်ကောင်းမှုနဲ့အာယုံစွန်းနေ့စွန်းနဝကမ္မအလူတော်ငွေများဆက်ကလူတန်းချင်းထိုကုသိုလ်ကောင်းမှုအစွစုရရတို့ကိုရေသက်သွန်ချသည့်ဓမ္မသဘင်ဝေဓမ္မဒါနအမတဒါနအနေအဖြင့်ဟောကြားတော်မူအပ်သောအဘယထေရာပါရံတရားတော်အဘယမထေရကြီးရဲ့ဘဝခရီးကိုဒီနေ့ဘုန်းကြီးတို့ပြောပြမှာဖြစ်ပါတယ်အဲ့ဒီအဘယထေရာပါရံတရားတော်ကိုဘုန်းကြီးတို့မူအယမြန်မာမှုလေးပြုပြီးတော့ပေးထားတဲ့တရားခေါင်းစဉ်ကချမ်းသာဖို့ရာစီးပွားရှာတဲ့ဗတ်တရားပါလေချမ်းသာဖို့ရာစီးပွားရှာလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဒီကနေ့ဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသေးမိတရားမနာကြားသေးမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်ကြီးကိုရောသေးစွာလောက်ချီးမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ညာရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုတော်မြတ်အားခြေကျူကောရောပူဇော်အပ်တဲ့နမေကာရဖယားရှိခိုးဖြင့်
ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ရအောင်ဥရေတိဓာနိလောကိညုစန္ဒီမာဓမ္မတိရကုအဘာတေတိဣမေဇံတုဓမ္မရံတိဓာတုစုဓာနိဣဒာနိဖယားတိဟုသောယရဏစံယုံကြောင့်ဒရပံအငုံတို့ဖြာဖြာစံစုံတင်၍စွမ်းကုန်ပွင့်ရမည်ယခုကကာလသမယ၌ဓမ္မတိရကုရွှေမြအယောင်နေလယောင်ထွေတွေလယောင်တို့ထက်ကတိကရမကအောင်ဝင်းကြည်ပ၍အလင်းသည့်တလဖြာဖြာပွားနိုင်သဖြင့်ကဘာတလွမ်းမှယတနာတရားဒီဟုသောအယောင်ဝါလည်းရှိတော်မူပါပေထသောလောကိညုလူအကြောင်းတွေနတ်ကြောင်းတွေမြမကြောင်းတွေနဲ့ကဘာကြောင်းတွေရှိရှိသမျှမိမိရာရာအခက်မဲ့ထင်းမြတ်ရှင်ဗဒမြလက်တင်ထားတဲ့ကဲ့သို့ပိုင်ချဝေဘံတပ္ပိညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါပေထသောစန္ဒီမာတကယ်ပါလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်တာလိုခဏမပေါ်လာလည်းရင်တမြောကမန္နေလိရသည်စံဝေပွင့်ပုံသင်ဖျားရှင်ကိုရောမြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲကွာရှောင်းအမောင်းကိုဖြာခွင်း၍အလင်းတတကြီးကြီးနဲ့ဖို့ဥရိတောင်းတိစီမမြရောင်ကြီးတပိဖိနဲ့တရိပ်ရိပ်ပေါ်ထုံးတော်မူခဲ့လေပြီစန္ဒီမာလေးကျွန်းကိုလှဲ့ရ၍လေးရကိုမြန်တော်မူတိတကူမြန်နန်းနေလာစံယရဏဖြစ်တော်မူပါပေသောဖျားရှင်ကိုရောမြတ်ကြီးဖယားတွန်တွင်ဘူမြင်ဘူးအရှင်ဘုရားအဘုကကြသဖြင့်ဘုဒ္ဓရှိသူတွေကိုအဘုဒ္ဓတွင်ချုပ်ငြိမ်အောင်ယုတ်သိအေးမြစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှိရှိသောပါရမီတဘာအနိဒဆော၍အမြတ်သဘောဝါဒနာခိုင်ညာသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေဇံတုရှေးဘဝဇယိတို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သောထိုများစွာတတ္တဝါအနန္တမှန်သမျှတို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးဤဘုံတော်6ခန်းတရားတော်ဒီဟုသောမြတ်ရောင်ကြီးပန်းတော်ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နံအမတမြေမှာချမ်းသာစေမှောင်ချွေမတန်းရအောင်ရောင်ဝေစံတကြီးကြီးတလီလီပပဝင်း၍ထောလင်းတော်မူလဲပါကဗ္ဗမောင်မတိမြရောင်ကြီးညွန်ဘူးတို့ဖြင့်အထူးကြတရေမဆုံးနိုင်သည်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးဖယားမေတ္တာဖို့စာပိုက်လေးတွေရွတ်ဆိုရင်းနဲ့မေတ္တာပို့လို့လိုက်ကြရအောင်အလုံးမဲလိုက်ဆိုပါစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်တတ္တဝါတွေကိုမတန်တန်ပူပန်ဆွဲတဲ့ကိုစင်ရဲ့လက်ကင်ပါစေဘေးအတန်တန်ရန်ခတ်သိမ့်တို့ရှောင်းကတိန်လို့ငြိမ်ပါစေစိတ်မှတန်တန်ပူပန်ဆွဲတဲ့
စိတ်ဆင်းရဲလည်းကင်းပါစေရှင်ရဲကုန်ခန်းနိဗ္ဗာန်သံမြန်းနိုင်ပါစေဧတာကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့အတန်ပါပဲစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်နတ်မြမာတွေကိုမတန်တန်ပူပန်ဆွဲတဲ့ကိုယ်စင်ရဲ့လည်းကင်းပါစေဘေးအတန်တန်ရန်ခတ်သိမ့်တို့ရှောင်းကတိန်လို့ငြိမ်ပါစေစိတ်မှတန်တန်ပူပန်ဆွဲတဲ့စိတ်ဆင်းရဲလည်းကင်းပါစေရှင်ရဲကုန်ခန်းနိဗ္ဗာန်သံမြန်းနိုင်ပါစေဧတာကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့အတန်ပါပဲသဗ္ဗေတိယောဝဝဇန္တုသောကောရောဂဝိနာတတုမာတေဘဝန္တန္တရာယဒုက္ခိတိကာယုကောဘဝသဗ္ဗေတိယောလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသမျှအပေါင်းတို့သည်ဝေဝေဇန္တုရှောင်လွဲပျောက်ပြဲကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပျောက်ပြဲပါစေအန္တရာယအန္တရေပေါင်းတို့သည်မဘဝန္တုမကြမရောက်ကြပါစေကုန်လက်ဒုက္ခိဒုက္ခိတောင်းကိုယ်စိတ်နှဖျားကြံမှချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဤကာယုကာသက်ရတံကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့ဓမ္မသဘင်စတင်လို့ဖွင့်ပါတယ်လက်အိုလေးတွေအောက်ချထားလို့ကိုရေရှိထိုင်နေမဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ဒီနေ့ဟောမယ်တရားပိဋကချမ်းသာဖို့ရာစီဝါရှာတဲ့ဗာတရားပါလေလောကထဲမှာလူတွေအလုံးဟာမနဲ့မိုးလင်းကညနေမိုးချုပ်တလှုပ်လှုပ်နဲ့ဘာလုံးနေကြတာတော့ဆိုစီဝါရှာနေကြအဲ့ဒီစီဝါရှာတဲ့အကြောင်းကအထူးပြောစရာမလိုဘူးအလုံးသိပြီးသားသို့တော်လည်းပဲလူတွေကနေရှာနေတဲ့စီဝါကိုဓမ္မလမ်းကြောင်းပေါ်တင်ပြီးတော့ဘာစီဝါတွေထပ်ပြီးတော့ရှာရမလဲစီဝါရှာခဲ့ရင်ဘယ်လိုချမ်းသာဒုက္ခတွေကိုရသွားတယ်ဆိုတာအဘယမထေကြီးနဲ့သက်သေးပြမလို့ဒါကြောင့်အဘယမထေရဲ့အကြောင်းအရာသက်သေးတာရကထုတ်လို့ဒီနေ့ဘုန်းကြီးပြောပြမှာဖြစ်ပါတယ်ဒါကြောင့်ကဟေတဝါဘောဂတောဌာနံသီလံအာရယခန္ဓာတောဝိပဿနံကနေယထဒုံလည်းပဲဗုဒ္ဓသာသနေဒုံလည်းပဲကဘာတရားလွန်လေပါလေလွန်စွာကြုံငဲဆုံငဲလာသွားသောဗုဒ္ဓသာသနေတတ္ထမသုံးပြသာသနာရောင်လင်းဗုဒ္ဓခေတ်အခါအတွင်း၌ဒုံမေသင်တရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်ဘောဂတော်ကိုယ်တိုင်ရှာထားကိုယ်စည်းပွားမှာဒါနံဉာဏ်နဲ့စီစစ်ဉာဏ်နဲ့စီစစ်ဒါနဆိုတဲ့အစီနဲ့ကိုကဟေတဝါစေတနာတရာလက်လက်ဖြာဖြင့်
ကောင်းစွာကြည်ပြုထုတ်ယူကြကုန်ပြီ၍ခန္ဓာတော်96ဖြာယောဂတို့လွန်စွာနှိမ့်ဆက်ခန္ဓာဆိုတဲ့အကာဖက်မှာသီလ5ပါး8ပါးပရမညာစိန်စစ်သီလအနှစ်ကိုကေတဝဝိတတိစေရနာသောက်ထိန်ခြင်းဆိုတဲ့ကျင်လန်းဖြာဖြာဖြင့်ကောင်းစွာကြည်မြူထုတ်ယူကြကုန်ပြီ၍ဇီဝတော်ဖြစ်ပြမြန်စွာအသက်ဆိုတဲ့အကာထဲမှာဝိပဿနာခန္ဓာဖြစ်စဉ်တကယ်မြင်ညာဝိပဿနာဆိုတဲ့အနှစ်တရားကိုကနေယတတိတမ္ပဇင်ဉာဏ်ရှင်လက်ထုတ်အယကုတ်လျက်အာထုံကြည်ပြုရယူတော်မူလိုက်ကြကုန်ရာတည်းလောကထဲမှာပြောနေတဲ့စကားတခွန်းရှိတယ်ဘိသတ်တည်းဘိသတ်လည်းကြားဖို့ပဲအဲ့ဒီကောင်စီးပွားရေးသမားကွာအဲ့ဒီကောင်စီးပွားရေးသမားကွာသူစီးပွားပဲသူကြည့်တာအဲ့ဒီကောင်စီးပွားရေးတက်ကွာအဲ့ဒီကောင်စီးပွားရေးသမားနဲ့လောကထဲမှာပြောကြတယ်ဟုတ်တာပေါ့လူလောကဆိုတာဘိတိုင်းလူတိုင်းကစားနေဖို့ရှိတဲ့အတွက်ကြောင့်မို့လို့စီးပွားမရှားရဘူးလားဒါကြောင့်လူသားတိုင်းကစီးပွားရေးသမားတွေကြီးပဲလူသားတိုင်းဟာဗါတဲ့လေကဲကိုပြောမယ်မရှိလို့တောင်းစားတဲ့တောင်းစားလည်းပဲစီးပွားရေးသမားပဲမရှိလို့တောင်းစားတဲ့တောင်းစားလည်းပါသူစီးပွားဘာလို့လဲတောင်းရမယ်လို့ကသူစီးပွားပဲဟုတ်တယ်ဟုတ်လားတောင်းစားကမတောင်းစားပဲနဲ့အိမ်မှာငုတ်တုတ်ထိုင်နေလို့တစ်ပြရငုတ်တုတ်ထိုင်နေလို့ရမလားသူလည်းစီးပွားရှာတာပဲသူလည်းဘာလုပ်တာလဲကုမ္ပဏီကြီးဖွင့်ပြီးတော့ကုန်တွေရောင်းနေသွင်းကုန်ထုတ်ကုန်တွေလုပ်နေမှဈေးဆိုင်ကြီးဖွင့်ပြီးတော့ရှာနေမှစီးပွားရှာတာမဟုတ်ဘူးတောင်းစားလည်းပဲဘေးတိုင်းသူစားဖို့ဝတ်ဖို့နေဖို့တဲ့တောင်းရန်ရှာဖွေစားတောက်ခြင်းဆိုတာအဲ့ဒါသူစီးပွားရေးပဲတဲ့အဲ့တော့လောကထဲမှာရှိတဲ့ပူပူရွရတတ္တဝါမှန်သမျှအနန္တတွေကဘယ်သူပဲဖြစ်ဖြစ်စီးပွားရေးသမားတွေကြီးပဲဘာတွေလဲဘုန်းကြီးလည်းပါလေဘုန်းကြီးများစီးပွားရေးသမားတယ်။ပြောတတ်ကြလေ။အေးဟုတ်တယ်ဘုန်းကြီးလည်းစီးပွားရေးသမား။ဟုတ်တယ်။ဘုန်းကြီးလည်းစွမ်းသင်္ကန်းကျောင်းစေတာပစ္စည်းလေးပါမရှိဘူးလား။အဲ့ဒါမရှာရဘူးလား။ရှာရတယ်ဘယ်လိုရှာမလဲတရားဟောမယ်တရားပြမယ်စာသင်မယ်စာချမယ်ဒါလုံနေရင်ဒကာတော်မကြည်ညိုပြီးတော့မလှူဘူးလား။ဒါပြောတာပဲတိုင်းစီးပွားရေးဆိုတာဒီလိုပဲလောကထဲမှာရှာရတော့စီးပွားရေးဟာလောကမှာမှတ်ထားပြီးတိုင်းတချို့ကအယောင်းဝယ်လုပ်တယ်တချို့ကကုမ္ပဏီဖွင့်တယ်တချို့ကဘဏ်လုပ်ငန်းလုပ်တယ်မျိုးပဲစီးပွားရေးတွေမျိုးစုံမရှိဘူးလားဘာနဲ့စီးပွားရှာလဲပွဲယုံနဲ့စီးပွားရှာတယ်ဩဘာနဲ့စီးပွားရှာအထည်ရောင်းပြီးစီးပွားရှာတယ်ဘာနဲ့စီးပွားရှာလဲဘဏ်လုပ်ငန်းကြီးဖွင့်ပြီးတော့စီးပွားရှာတယ်လောကမှာစီးပွားရေးလုပ်ငန်းတွေဘယ်လောက်ပဲများဓမ္မလမ်းကြောင်းပေါ်မှာတင်ကြည့်လိုက်ရင်စီးပွားရေးလုပ်ငန်းဟာ2မျိုးတည်းရှိတယ်စီးပွားရေးလုပ်ငန်းဘယ်နှမျိုးလဲဒီလိုလုပ်ငန်းတွေအများကြီးကန်ထရိုက်လည်းလုပ်လိုက်သေးတယ်ပွဲရုံလည်းထောင်ထားသေးတယ်အိမ်ချမ်းပြီးအကျိုးဆောင်လည်းလုပ်သေးတယ်တယောက်တည်းကိုလုပ်နေတဲ့စီးပွားတွေဘယ်လောက်ပဲပြောဘယ်လောက်လုပ်ငန်းတွေကြီးကျယ်တယ်ပြောပေးတဲ့လောကကိုလောကလူသားတွေရှားနေတဲ့စီးပွားဓမ္မလမ်းကြောင်းပေါ်တင်ကြည့်လိုက်ရင်2မျိုးပဲရှိတယ်ဘယ်နှမျိုးရှိလဲအဲ့တော့လောကမှာ2မျိုးကဘာတော့ဆိုရင်ပစ္စုပန်စီးပွားရေးနဲ့တမလွန်စီးပွားရေးဘာနဲ့အဲ့တော့လောကမှာစီးပွားရေးလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းရှင်ကြီးလုပ်ငန်းတွေဘယ်နှခုရှိတယ်ဘာတွေပြောနေပြည့်တဲ့တူမှတ်လိုက်သူလုံနေတဲ့စီးပွားမှန်သမျှဟာပစ္စုပန်စီးပွားရေးခေါ်တယ်ဘာစီးပွားရေးခေါ်လဲအဲ့တော့ပစ္စုပန်စီးပွားရေးလုံရင်းနဲ့ကဲတူပြောလိုက်ကြတော့ပစ္စုပန်စီးပွားရေးတွေလုံရင်းနဲ့ဟိုကုမ္ပဏီလုပ်ငန်းကဘယ်လောက်မြတ်တယ်ဟိုပွဲရုံကဘယ်လောက်မြတ်တယ်ဟိုမှာရှယ်ယာထည့်ထားတာကဘယ်လောက်မြတ်တယ်ဟိုမှာကန်ထရိုက်လုပ်တာကဘယ်လောက်မြတ်တယ်ပြောပရိသတ်တွေအဲ့ဒီရလာတဲ့ပတ်စံတွေစီးပွားရေးလုပ်ငန်းလုပ်လို့ပတ်စံရလာတဲ့ငွေကြေးအင်အားအဲ့ဒီပုဂ္ဂိုလ်ဟာတောင့်တင်းလာပြီဆိုရင်ချမ်းသာမှုကိုရတယ်ဘာကိုရလဲ
ချမ်းသာတော့သူ့ကိုတထေးလို့မခေါ်ဘူးလားအဲ့ဒါတထေးဟောချမ်းသာပြီဟိုတုန်းကမလေးဒုက္ခသိရောက်တာဟိုတုန်းကဒုက္ခသိရောက်တာအခုတော့ချမ်းသာသွားပြီတထေးစီးပွားရေးတောင့်တင်းလာလို့ဘာတောင့်တင်းလာလို့လဲတေချာနာထောင်မှာတောင့်တင်းလာရင်ချမ်းသာတယ်စီးပွားရေးတောင့်တင်းလာရင်ဘာတဲ့လဲချမ်းသာတယ်သူလိုချင်တာမရဘူးလားအတိုက်နဲ့နေခြင်းနဲ့နေရတယ်ကားစီခြင်းနဲ့စီးရတယ်လှူခြင်းနဲ့လှူလို့ရတယ်ဟောစီးပွားရေးတောင့်တင်းလာပြီဆိုရင်ချမ်းသာတယ်တဲ့ဒီတော့ဘိသိက်အဲ့ဒီစီးပွားရေးလုပ်တဲ့လုပ်ငန်းရှင်ကြီးကိုကြည့်လိုက်ကြအောင်စို့သူဘာဖြစ်လို့ချမ်းသာလာတာလဲအခုလို့စီးပွားရေးလုပ်ငန်းတွေတောင့်တင်းပြီးတော့ချမ်းသာလာတာတော့ဆိုလို့ရှိရင်အဲ့ဒီစီးပွားရေးလုပ်ငန်းရှင်ကြီးကအလုပ်လုပ်တာသေတတ်တယ်နောက်တစ်ခုနေစဉ်တို့မို့တစ်လတစ်ခါသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဘိသိက်ရှုံသလားမြတ်သလားအရှုံးမြတ်ရှိလားမရှိဘူးလားဆိုတာကိုစီစစ်တယ်တဲ့စီးပွားရေးလုပ်ငန်းလုပ်ပြီးသူများနဲ့လွတ်ထားလို့ရလားဘာလို့ ရလဲစစ်ပေးရဘာလို့ ရလဲဘိသိက်အလုံးလုံးသလားမလုံးဘူးလားဒီလဘလောက်မြတ်လဲဘလောက်ရှုံးလဲဒါစီစစ်ပေးရတယ်အဲ့ဒါစီးပွားရေးလုပ်ငန်းတွေအများကြီးလုပ်ပြီးတော့မစီစစ်ဘဲနဲ့ပြစ်ထားရင်သူများစားသွားတာနဲ့ကုံသွားလိမ့်မယ်တဲ့အဲ့ဒါလေးဥပမာလေးတွေပေးနေတာဘိသိက်သေချာမှတ်ပါပိစုပန်စီးပွားရေးလို့ခေါ်တဲ့လောကီစီးပွားရေးတောင်မှစီစစ်ပြီးတော့ဒီနေ့မြတ်သလားဒီနေ့ရှုံးသလားဘယ်လိုလဲစီစစ်ပြီးတော့လုပ်ရတယ်တဲ့အဲ့ဒီလိုလုပ်ရတဲ့လုပ်ငန်းမှန်သမျှပိစုပန်စီးပွားရေးနောက်စီးပွားရေးကတမလွန်စီးပွားရေးနောက်စီးပွားရေးကဘာတဲ့လဲကဲဒါကြောင့်ဆိုလိုက်စာမစာဝနေမှုပစ္စည်းစုယခုရှာရာလောကီပါစာဝနေမှုပစ္စည်းစုယခုရှာရာလောကီပါလောကီစီးပွားတို့လူများရှာထားနေကြတာလောကီစီးပွားတို့လူများရှာထားနေကြတာစီးပွားအင်အားတောင့်တင်းညာလူများချမ်းသာမှာစီးပွားအင်အားတောင့်တင်းညာလူများချမ်းသာမှာနေ့စဉ်အရှုံးများပင်ဆင်ញင်နေရမှာနေ့စဉ်အရှုံးများပင်ဆင်ញင်နေရမှာချမ်းသာတဲ့စီးပွားရေးတောင့်တင်းတယ်ဆိုတာဘိသိက်ကိုလုပ်တဲ့လုပ်ငန်းကိုစီးပွားရေးတွေကိုပြစ်မထားဘဲနဲ့အမြဲတမ်းစရင်စရာကြည့်ပြီးတော့စီစစ်နဲ့ဘယ်လောက်ရှုံးတယ်ဘယ်လောက်မြတ်တယ်ဆိုတာအဲ့ဒီလိုစရင်စရာပိုင်နိုင်နဲ့ပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာချမ်းသာတယ်ထိုနည်းတူစွာပဲယခုပြောမှာကဘိသိက်တန္တရာစီးပွားရေးတနည်းပြောရင်ဓမ္မလွန်စီးပွားရေးတနည်းပြောရင်လောကုတ္တရာစီးပွားရေးဒါကြောင့်ဘုန်းကြီးတရားအစမှာပြောခဲ့တယ်လောကထဲမှာစီးပွားရေးလုပ်ငန်းတွေဘယ်လောက်များနှစ်မျိုးပဲရှိတယ်ဘယ်နှမျိုးရှိလဲပိစုပန်စီးပွားရေးနဲ့ဓမ္မလွန်စီးပွားရေးတနည်းပြောရင်လောကီစီးပွားရေးနဲ့လောကုတ္တရာစီးပွားရေးလောကုတ္တရာစီးပွားလည်းပဲရှာရမယ်တဲ့ပိစုပန်စီးပွားတွေကြီးဖိရှားနေလို့မရဘူးပိစုပန်စီးပွားတွေဘယ်လိုပင်ရှားသေတော့ကိုယ်နောက်မပါသိပြီးသားကြီးဒါကြီးဒါကြောင့်မို့လို့ဒါနသီလဘာဝနာလို့ခေါ်တဲ့ကုသိုလ်ကောင်းမှု၃မျိုးကိုလုပ်နေတယ်ဆိုတာအဲ့ဒါစီးပွားရှားတာအဲ့ဒါဘာလို့တာဘာစီးပွားတော့မေးရင်လောကုတ္တရာစီးပွားဘာစီးပွားလဲဆိုလိုက်ပေါ်ကုသိုလ်လုပ်တာလောကုတ္တရာရှားတာစီးပွားပါကုသိုလ်လုပ်တာလောကုတ္တရာရှားတာစီးပွားပါဓမ္မလွန်တွဲစီးပွားကွယ်မပြတ်ရှာရမှာဓမ္မလွန်တွဲစီးပွားကွယ်မပြတ်ရှာရမှာ
ကုသိုလ်ပြုရာအရှုံးများပါသေချာတွေ့ရမှာကုသိုလ်ပြုရာအရှုံးများပါသေချာတွေ့ရမှာဘေးသတ္တေခုနတော့ငါပြောခဲ့တဲ့ဥပမာလိုစီးပွားလုပ်ငန်းတွေရှာပြီးဒီတိုင်းပြထားလို့ရသလားတွက်ကြည့်ရလားအရှုံးနဲ့အမြတ်ဘာနဲ့လဲယခုလောကုတ္တရာစီးပွားရေးလို့ခေါ်တဲ့ဒါနသီလဘာဝနာလုပ်ငန်း၃မျိုးလုပ်ငန်းဘယ်နှမျိုးဟိုခုမှကန်ထရိုက်လုပ်ငန်းရှိတယ်ပွဲရုံလုပ်ငန်းရှိတယ်သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေရှိတယ်ထိုနည်းတူသွားပေါ့ဒီမှာလည်းပဲဘုန်းကြီးတို့ဓမ္မလမ်းကြောင်းပေါ်ကပြောရင်လောကုတ္တရာစီးပွားရေးလို့ခေါ်တဲ့ဓမ္မလွန်စီးပွားရေးမှာလည်းပဲပိဋကလုပ်ငန်းကြီး၃ခုလုပ်ငန်းဘယ်နှခုလဲဒါနလုပ်ငန်းရဲ့သီလလုပ်ငန်းရဲ့ဘာဝနာလုပ်ငန်းရဲ့ကောင်းပြီဒါနတွေလုပ်နေကြတယ်သီလတွေစောင့်တည်နေကြတယ်သမထဘာဝနာတွေပွားနေကြတယ်အရှုံးအမြတ်တွေ့ရမယ်ဘာလို့ရမလဲလက်ဒီဆရာတော်ဘုရားကြီးမိန့်တော်မူတဲ့စကားတစ်ခုရှိတယ်ပိဋကရဲ့အလှမတဒုက္ခထာအရှုံးသာအဖတ်တင်သည်တဲ့အဲ့ဒါလေးဆိုကြည့်သားမှာအလှမတဒုက္ခထာအရှုံးသာအဖတ်တင်သည်အလှမတဒုက္ခထာအရှုံးသာအဖတ်တင်သည်ဩဒီနေ့ငါဒါနကုသိုလ်ကောင်းမှုလုပ်လိုက်တဲ့လောကုတ္တရာတမလွန်စီးပွားရေးရှာလိုက်တဲ့သို့တော်ဒီစီးပွားဟာမြတ်သလားရှုံးသလားလို့ပိဋကဉာဏ်နဲ့စီစစ်ပြီးတော့ကြည့်ရမယ်ဉာဏ်ရှင်ရမယ်ဘာရှင်ရမယ်ကိုင်ဒါနလုပ်တဲ့အခါမှာရှုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့ဒါနတော့ဒါနပဲဒါနစီးပွားရေးလုပ်ငန်းကိုလုပ်တယ်ဒါပေမဲ့လို့ရှုံးသွားတယ်ဘာဖြစ်လို့လဲမလုပ်တတ်လို့ဘာဖြစ်လို့လဲကုမ္ပဏီကြီးထောင်ထားတယ်မကြဘူးရှုံးသွားတာကုမ္ပဏီပိတ်လိုက်ရတယ်တဲ့ဘာဖြစ်လို့လဲမကျွမ်းကျင်လို့မလုပ်တတ်လို့ရှုံးသွားတာအရှုံးပေါ်သွားတာပိတ်ကိုပိတ်လိုက်ရတယ်ဆိုင်ကြီးဖွင့်ထားတယ်စတိုးဆိုင်ကြီးဖွင့်ထားတယ်တလားလောက်ရောင်းတယ်ရှုံးတယ်ပိတ်လိုက်ရပြီတော်ပြီရှုံးခံလို့ဖြစ်တော့ပိတ်မှဖြစ်တော့ပိတ်ကိုပိတ်လိုက်ရဘာဖြစ်လို့လဲမကျွမ်းကျင်လို့ဘာဖြစ်လို့လဲထိုနည်းတူစွာပဲဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေလှူနေကြတယ်လှူတယ်လှူတဲ့ဒါနလုပ်တယ်သို့တော်ပိဋကရဲ့ဒါနလုပ်ရင်းနဲ့ရှုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့အလူမတ္တဒုက္ခတအရှုံးသာဖတ်တင်သည်လေဒီဆရာတော်ဘုရားကြီးကကောင်းပြီဒါမြင့်တပည့်တော်တို့လှူတာတန်းတာပေးတာကမ်းတာကိုမရှုံးရအောင်အများထွက်အောင်ဘယ်လိုလုပ်ရမလို့ဒါလေးသိဖို့ကောင်းတယ်ကောင်းလားမကောင်းဘူးလားဒါကြောင့်ဆိုလိုက်ဇာမဒါနာပြုရာအစွဲပါအဲ့ဒါရှုံးတော့တာဒါနာပြုရာအစွဲပါအဲ့ဒါရှုံးတော့တာဒါနစီးပွားရေးလုပ်ငန်းကိုလုပ်တယ်သို့တော့ရှုံးသွားတယ်ဘာလို့ရှုံးလို့အစွဲနဲ့လှူလို့တယ်ဘာနဲ့လှူလို့လဲငါစွဲနဲ့မလှူနဲ့တဲ့ငါတို့တာလှူနိုင်တယ်ငါလှူတယ်ဘယ်မဲ့လဲငါမရှိဘူးငါသူတော်ဘာယောက်ျားမိန်းမမရှိဘူးဧတမ္မမဧသောခမသမိဧတောမိအတ္တဘယ်မဲ့လဲငါမရှိဘူးမြတ်စွာဘုရားကတကယ်ထင်ရှားရှိနေတာယုံနာနှစ်ပါးတကယ်ထင်ရှားရှိနေတာဗါတဲ့လေယုံနာနှစ်ပါးကိုယုံနာနှစ်ပါးလို့မမြင်မဲနဲ့ငါလှူနေတာငါပဲသူပဲယောက်ျားပဲမိန်းမပဲလို့အဲ့ဒီလိုငါဇွဲကြီးနဲ့လှူရင်ရှုံးမိတဲ့ငါဇွဲနဲ့လှူရင်ဗါတဲ့လေဒါကြောင့်လှူခြင်းဒါကနံလှူတဲ့ဟာငါယုတ်ငါမဟုတ်သူမဟုတ်လှူတာနာနဲ့ယုတ်နာယုတ်နဲ့သိအမြင်ရှင်းလှူရင်ငါဇွဲဖြုတ်ဉာဏ်ရှင်ပြီးလှူတဲ့ဘာရှင်ပြီးလှူတဲ့လေနောက်တခါပစ္စည်းကိုစွဲပြီးတော့မလှူနဲ့တဲ့ပစ္စည်းတကူလှူပြီးပြီဆိုရင်မစွဲနဲ့တော့တဲ့စွန့်လိုက်တော့လွတ်လိုက်တော့ပစ္စည်းပေါ်မှာမစွဲနဲ့ဘယ်ပေါ်မှာမစွဲနဲ့နောက်တခါဘိသတ္တေဘယ်ပုဂ္ဂိုလ်ကိုမှလှူမယ်ဘယ်ဆရာတော်ကိုမှလှူမယ်ဘယ်ကိုယ်တော်မကြည်ညိုဘူးမလှူဘူးလို့ဒီလိုမတွဲနဲ့တဲ့ပုဂ္ဂိုလ်စွဲနဲ့မလှူနဲ့တန်ခါခုံကိုအာယုံပြုလိုက်ဗါတဲ့တော့ဗျာ
အဲ့ဒါဆိုအစွဲ၃ခုကင်းတယ်မကင်းတယ်အဲ့ဒါမှမြတ်မှာအဲ့ဒါမှဗါတဲ့လေငါစွဲနဲ့လူမဲ့ပစ္စည်းစွဲနဲ့လူမဲ့ပုဂ္ဂိုလ်စွဲနဲ့လူမဲ့ဆိုရင်ရှုံးပြီစီးပွားရေးလုပ်ငန်းတော့လုပ်ပါရဲ့လောကုတ္တရာဒါနလုပ်ငန်းကြီးတော့ဖွင့်လိုက်ပါရဲ့သို့တော်ဘိတိုင်းရှုံးသွားပြီအစွဲကင်းရမယ်တဲ့ဗာကင်းရမယ်ကိုင်နောက်တစ်ခုဆိုမယ်သီလစောင့်ရာအမျောပါရှုံးမှလွန်သေးကြသီလစောင့်ရာအမျောပါရှုံးမှလွန်သေးကြကိုင်သီလစီးပွားရေးလုပ်ငန်းကြီးလုပ်ပြန်ပြီသီလစီးပွားရေးလုပ်ငန်းကြီးရှာပြန်တော့လည်းပဲဘိသတ္တရဲ့အမျောပါရင်ရှုံးပြီတဲ့အမျောသီလတဲ့ဘာသီလတဲ့အေးမြတ်စွာဘုရားတက်သေးလေးထုတ်ကြတော့ဘိသတ္တရဲ့မြတ်စွာဘုရားတာဝတိပြေမောစေတော်ခေါ်ကျောင်း၌တော်မှာတရင်သုံးနေစဉ်ကာလအခုလိုဥပုပ်နေကြီးတဲ့လာလိုက်ကြတဲ့ဥပုပ်တွေမနေဘူးအဲ့တော့ဝိသကဒကမာကြီးကလည်းဥပုပ်ဆောက်လာတယ်တဲ့ဝိသကဒကမာကြီးဥပုပ်ဆောက်လာတော့သူ့နောက်ကနေပြီးတော့ဝိသကကျောင်းမကြီးနောက်ကနေအမျိုးသမီး900ပါလာတယ်အမျိုးသမီးဘယ်လောက်ပါလားမြတ်စွာဘုရားကျောင်းတော်ထဲဝင်ပြီးတော့သီလခံယူသီလခံယူပြီးတော့ဇယတေဓမ္မယုံတွေပေါ်မှာသွားပြီးတော့စုစုနဲ့ဥပုပ်တွေထိုင်ပြီးတော့ထမင်းဘာညာစားတော့ပြီးတော့အေးချမ်းထမင်းစားပြီးတဲ့ချိန်ကြတော့ဝိသကဒကမကြီးကဝိသကကျောင်းမကြီးကဥပုပ်တွေနားသွားတယ်တကားသွားပြောတာခွားကြီးကပရမအသက်အရွယ်လွန်ပြီဆိုတော့အသက်60 80 80 90အဖွားအရွယ်တွေပေါ့အဲ့ဒီဒကမကြီးတွေနားသွားပြီးတော့ဝိသကဒကမကြီးကသွားမေးတယ်တဲ့အဖွားတို့ဥပုပ်လာဆောက်တာဘာရည်ရွယ်ရဲနဲ့လာဆောက်တာတော့လို့သွားမေးတဲ့အခါကျတော့ဘိယတိုက်ဘွားကြီးတယောက်ကဖြေတယ်ကွယ်တဲ့ငါတို့သေကံနေပြီငါတို့သေရင်နတ်ပြည်ကိုရောက်ခြင်းတယ်ဘယ်ကိုရောက်ခြင်းလဲနတ်စည်းစိမ်ကိုခံစားလို့ဥပုပ်ဆောက်ပါတယ်ဗာစည်းစိမ်နတ်စည်းစိမ်ကိုခံစားလို့ဥပုပ်ဆောက်ပါတယ်ကောက်မှပြီဖွာကောက်မှပြီဖွာဆိုပြီးတော့ရှေ့ဆက်သွားဟိုးနာမှာအသက်အရွယ်အလှပိုင်းလောက်ရှိတဲ့အမျိုးသမီးတွေနားရောက်တော့သွားမေးတယ်တဲ့ငါညမတို့ဥပုပ်လာဆောက်တာဘာရည်ရွယ်ချက်နဲ့လာဆောက်တာတော့ဘယ်လိုလဲရည်ရွယ်ချက်လေးပြောပါအောင်ဆိုတော့ကျမတို့ကတော့မချစ်မနစ်သက်တဲ့သူတွေနဲ့ပေါင်းတင်ဆက်ဆံနေထိုင်ရခြင်းမှာကဲလို့ရပါလို့ဧကနာကြည့်ရတာဝိသကဒကမကြီးကိုဖြေတဲ့ဒီဒကမကသူ့ယောက်ျားနဲ့ရံဖြစ်လာပုံရတယ်မြေတိုင်းဒါကြောင့်မို့လို့သူဒါဒီမှာဥပုပ်ဆောင်ပြီးတော့သူဆုတောင်းတယ်မချစ်မနစ်သက်တဲ့သူတွေနဲ့မပေါင်းတင်ရပါလို့အဲ့ဒီဆုတောင်းတယ်တဲ့ကျွန်မကတော့ဥပုပ်ဆောင်ကောင်းပါပြီဒါနဲ့ဘုရားရှင်ကိုရောမြတ်ကဝိသကဒကမကြီးကနောက်တစ်ခါငယ်အသက်အရွယ်ငယ်အမျိုးသမီးတွေနာသွားပြီးတော့မေးတယ်တဲ့ညီတို့ကရောဥပုပ်ဆောင်တာဘာရည်ရွယ်ချက်နဲ့ဥပုပ်ဆောင်တာတော့လို့မေးတော့ဘေးသက်တွေအဲ့ဒီမှာဒကမတယောက်ကအိမ်တောင်ကြာပြီးခါစဒကမတယောက်ကထဖြေတယ်ဒီလိုဥပုပ်ဆောင်တဲ့ရည်ရွယ်ချက်ဟာမွေးတဲ့တူဟာနော်သားဥဟာယောက်ျားလေးလိုချင်လို့တဲ့ဘာလိုချင်လို့တဲ့သားဥယရဏယောက်ျားလေးဖြစ်ပါစေလို့ဒီဆုတောင်းပါတယ်ဒီသီလကြောင့်ဒါနဲ့ကုမာရီလို့ခေါ်တဲ့အသက်14 6နှစ်အရွယ်ကလေးမလေးတန်းသွားပြီးတော့တပည့်တို့ကဥပုပ်ဆောင်လာတာဘာရည်ရွယ်ရဲနဲ့လာတာတော့မေးတဲ့အခါကျတော့အဲ့ဒီအသက်ရွယ်ငယ်တဲ့ဥပုပ်တယ်မလေးတွေကဘာဖြစ်တော့ဆိုတော့ကျမတို့အိမ်အောင်ကြလို့ရှိရဲ့နဲ့လင်ကောင်းသားကောင်းရပါလို့ဒီရွယ်ချက်နဲ့ဥပုပ်ဆောက်လာတာတဲ့ကဲဝိသကဒကမကြီးပိယတတ်တွေအဲ့ဒီမှာရှောင်ပြီးတော့မေးလိုက်တာဒီဥပုပ်တဲ့900အလုံးကအမျော်နဲ့ဥပုပ်ဆောက်လာတာဗာနဲ့ဥပုပ်ဆောက်လာတာအဲ့ဒီလိုအမျော်နဲ့ဥပုပ်ဆောက်လာရင်အဲ့ဒီသီလသည်ရှုံးပြီအဲ့ဒီသီလလုပ်ငန်းသည်ပါတယ်လေဒါကြောင့်မလို့ပိယတတ်ရဲ့ခုနတော့ငါဘုန်းကြီးဆိုခဲ့တာလေလိုက်ပြီးတော့ဆိုကြည့်စမ်းမှာသီလစောင့်ရာအမျောပါရှုံးမှလွန်သေးကြ
သီလဆောင်ရာအမျောပါရှုံးမှလွန်သေးကြအဲ့ဒါဝိသခကအကုန်မေးပြီးတော့ဘုရားထံသွားဘုရားသွားလျှောက်ပြမြတ်စွာဘုရားဒီလိုဖြေကြပါတယ်လို့ဘုရားသွားလျှောက်တာအဲ့တော့ထားလိုက်တော့ဝိသခနဲ့ဥပတိကာမ900ဝတ္ထုကခဏထားလိုက်တော့အဲ့တော့ဝိကြီးဘာပြောနေတာတော့ဆိုလို့လောကုတ္တရာစီဝါရေးဓမ္မလွန်စီဝါရေးလို့ခေါ်တဲ့စီဝါတွေတော့လုံနေကြတာပဲတချို့ကြတော့အဲ့ဒီလိုသီလဆောက်တည်ခြင်းကြောင့်ဘာဖြစ်ရပါလို့ညာဖြစ်ရပါလို့ဆိုရင်ရှုံးပြီတဲ့ကိုင်းနောက်စီဝါရေးလုပ်ငန်းတဲ့ကိုပိယတရဲ့ဘာဝနာလုပ်ငန်းတဲ့ဘာလုပ်ငန်းလဲကိုင်းဘာဝနာလုပ်ငန်းမှာလည်းပဲဘာဝနာတည်းဟူသောလုပ်ငန်းကြီးကိုဖွင့်ပြီးတော့လုတ်ကိုင်ပြီဆိုရင်အရှုံးနဲ့အမြတ်တွဲရမယ်ဘာနဲ့တွဲရမလဲကိုင်းဘာဝနာလုပ်ငန်းလုပ်လို့ရှုံးတာဘယ်လိုပုဂ္ဂိုလ်တုံးဆိုတာဆိုကြည်သားမှာဘာဝနာပွားရာအမတ်လွတ်တာအဲ့ဒါရှုံးတော့တာဘာဝနာပွားရာအမတ်လွတ်တာအဲ့ဒါရှုံးတော့တာဝိပဿနာဘာဝနာသမထကမ္မထန်တရားကြိုးစားပွားများအားထုတ်ပြီးဆိုရင်လည်းပဲရှုံးမြတွက်ကြည့်ပါဟုတ်မှာတရားစကားဝင်ရိတ်တာတွေမှာပြောတယ်ဟဲ့ယောဂီတွေအမှတ်မလို့စေနဲ့တတိကပြီးတော့မှသာတတိသွားတတိထိုင်တတိအိတ်တတိတတိပဋ္ဌာနာသုတ်တံဘုရားဟောတော်မူခဲ့တာတတိလည်းမလို့စေနဲ့ထလည်းပဲဖြည်းဖြည်းထလှုပ်ရှားမှုရာသူနာပုံသွင်းစားစကားနဲ့ပါဆင်ခြင်းအမစိတ်လို့အိမ်မခင်မဲ့စခန်းတလန်းညာအစေထလည်းဖြည်းဖြည်းထထိုင်လည်းဖြည်းဖြည်းထိုင်အားရှိတော့လည်းပဲအားမရှိတော့သူမမကဲ့သို့အမှတ်မလွတ်စေနဲ့အမှတ်မလွတ်စေနဲ့ဘာကိုပဲမြင်တဲ့ကာလမှာမြင်တယ်မှလို့ကမ္မဋ္ဌာန်းဆရာကညွှန်ကြားတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကလည်းတတိပဌာနာသုတ်တံမှာလက်ကွေးတာဆနာကအစတတိကပ်ပြီးတော့မှတ်လို့တတိကပ်ပြီးတော့မှတ်ခိုင်းနေတာယောဂီဟာဘယတိုင်းအမှတ်တွေလွတ်နေရင်ရှုံးပြီတဲ့အမှတ်တွေလွတ်နေရင်ဗါတဲ့လေအမှကျဲလျင်ကိလေဝိညာဉ်စဉ်မတက်ပါအမှတ်တွေကျဲနေပါတော့လောဘဒေါသမောဟကိလေသာတွေဝင်လာမယ်ကိလေသာဝင်လာရင်ရှုံးပြီကိလေသာဝင်လာရင်ရှုံးပြီအဲ့တော့အမှတ်စိတ်လျင်ကိလေမဝင်ဉာဏ်စဉ်တက်တော့တာဉာဏ်စဉ်တက်ပြီဆိုရင်မြတ်ပြီဒါကြောင့်တော်လေးမှတ်လိုက်စမ်းပါကုသိုလ်ကောင်းမှုဒါနလုပ်ငန်းကြီးလုပ်နေတယ်သီလလုပ်ငန်းကြီးလုပ်နေတယ်သမထဝိပဿနာဘာဝနာလုပ်ငန်းကြီးလုပ်နေတယ်ဒီလုပ်ငန်းကြီး၃ခုကိုလုပ်နေတာဟာအဲ့ဒါတမလွန်အတွက်စီဝါရှာဘယ်အတွက်စီဝါရှာတနည်းပြောရင်လောကုတ္တရာအတွက်စီဝါရှာတာသို့တော်ဘုရားတိုင်းစီဝါရှာတဲ့ပုဂ္ဂိုလ်ကကိုရှာတဲ့စီဝါရှုံးလားမြတ်လားဆိုတာတွေ့ရလားမတွေ့ရဘူးလားတွေ့ကြည့်တဲ့အခါကျတော့မှငါဒါနလုပ်တာဖြူဖြူစင်စင်တန်တန်ရှင်းရှင်းနဲ့လုပ်နိုင်တယ်ငါသီလစောင့်တည်တာဖြူဖြူစင်စင်တန်တန်ရှင်းရှင်းနဲ့စောင့်တည်နိုင်တယ်ငါဘာဝနာသမထကမ္မထန်တရားပွားများကြိုးစားအထုတ်တာငါအမတ်တတိမလစ်ဖဲနဲ့အမတ်စိတ်မှတ်နိုင်တယ်ဆိုရင်ဘယေသားရဲ့အဲ့ဒီပုဂ္ဂိုလ်ကမြတ်ပြီအဲ့ဒီပုဂ္ဂိုလ်ပါတယ်လေစီးပွားရေးလုပ်ငန်းတွေမြတ်တော့ချမ်းသာတယ်စီးပွားရေးလုပ်ငန်းတွေမြတ်တော့ဘာဖြစ်လဲဘာချမ်းသာတဲ့လူချမ်းသာနိဗ္ဗာန်မရောက်ခင်လည်းပဲအလနတ်ချမ်းသာဗြဟ္မာချမ်းသာနောက်ဆုံးနိဗ္ဗာန်ချမ်းသာထိအောင်ဝင်နိုင်တယ်လို့ဒါကြောင့်ဘုရားသားရဲ့လူဆိုတာမှတ်ထားပါလူလောကတဲ့ကိုရောက်လာတာစီဝါ2ခုရှာရတယ်စီဝါဘယ်နှခုပစ္စုပန်စီဝါရေးနဲ့ဓမ္မလွန်စီဝါရေးတယ်နော်အဲ့ဒါကြောင့်မို့လို့အဲ့ဒါလေးဆိုကြည်သားမှာစီဝါ2ခုရအောင်စုခုရောနောင်ပါချမ်းသာမှာစီဝါ2ခုရအောင်စုခုရောနောင်ပါချမ်းသာမှာကဲဘိယတိုက်စီဝါဘယ်နှခုလဲပြစ္ဆုတ်ပန်စီဝါရေးလဲရှားပါလောကုတ္တရာစီဝါရေးလို့ခေါ်တဲ့ကုသိုလ်ကောင်းမှုလဲရှားတဲ့ဒါကြောင့်ဘိယတိုက်တရားကောင်းစဉ်လေးပေးထားတာပါတယ်လဲချမ်းသာဖို့ရာစီဝါရှားပါတယ်လဲလူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာနိဗ္ဗာန်ချမ်းသာထိအောင်ရောက်ခြင်းစီဝါရှာဘာလို့ရမလဲဘာစီးပွားလဲဆိုရင်ဓမ္မလွန်စီးပွားတနည်းပြောရင်လောကုတ္တရာစီးပွားလောကီစီးပွားလဲရှာလောကုတ္တရာစီးပွားလဲရှာလို့
အရဟတဘုဘောက်ကိုရောက်သွားတာမထေရကြီးတစ်ပါးရှိတယ်အဘယမထေရတဲ့ဘာမထေရတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်မရှိတော့ပါဘူးပြိဋိဘံစံသွားပြီဘုရားရှင်ကိုရောမြတ်ပြိဋိဘံစံသွားပြီးတော့မစ္ဆိမဒေသလို့ခေါ်တဲ့အိန္ဒိယနိုင်ငံမှာဘုရားတိုင်ရွာကြီးတစ်ရွာရှိတဲ့ရွာကြီးနာမည်ကဒေဝတာရွာတဲ့ဘာရွာတဲ့လဲဒေဝတာရွာမှာအမတ်ကြီးတယောက်ရှိပါတယ်ဒေဝအမတ်တဲ့ဘာအမတ်တဲ့လဲဒေဝအမတ်ကရှင်မင်းထံခံစားမင်းမှုရန်ကိစ္စဆောင်ရွက်သူ့ရွာလည်းပဲသူတခါတည်းတာရေးနာရေးကိစ္စကစားစီးပွားရေးတိုးတက်အောင်သူတခါတည်းကြက်မှဆောက်ရှောက်ပြီးတော့ဒီလိုသူ့ရွာကောင်းစားဖို့လို့ဆောင်ရွက်တယ်လောကစီးပွားအကျိုးကိုလည်းသူဆောင်ရွက်တာတနေ့တော့ဘုရားသားတွေအဲ့ဒီမှာရွာထဲမြို့ထဲမှာရရေးရွာရေးကိစ္စတွေဆောင်ရွက်ပြီးတော့အဲ့ဒီဒေဝလို့ခေါ်တဲ့အမတ်ကြီးကအိမ်ပြန်လာရေချိုးအမတ်ကတော်ကြီးကကိုဒေဝရေကိုဒေဝရေသမင်းစားတော့မလားအေးစားတယ်ကွယ်ရာသီဥတုကပူပြင်းလာတော့အိမ်ရှိမှာမကြီးပင်ကြီးအောက်မှာဘုရားတိုင်ကွပြစ်လေးခင်းလာတာအဲ့ဒါဆိုရင်အိမ်နဲ့သမင်းမပြင်းဘူးတော်နေပူပူနဲ့ပြန်လာတာရေမိုးချိုးပြီးတော့အဲ့ဒါအိမ်ရှိမှာပဲကွပြစ်ပေါ်မှာသမင်းဝဲလေးပြင်ပေးမယ်ဘယ်လိုလဲအေးကောင်းတာပဲကွယ်အရေးအောက်မှာအေးလေးလေးတဲ့တိုက်အဆင်ပြေတယ်ဟေ့အဲ့ဒါအမကတော်ကြီးကဘုရားတိုင်သမင်းဝဲလေးပြင်ပြီးတော့ရက်တောင်လေးခတ်ပြီးတော့ဘေးနားမှာလည်းအမတ်ဆိုတော့စောက်ရှောက်တဲ့ပုံကိုယ်တွေရှိတာပေါ့အစောက်ရှောက်တွေပါလေဒါလှန်လေးများကင်ပြီးတော့ဒီမှာစောက်ရှောက်နေကြတာအဲ့ဒါရေမိုးချိုးပြီးတော့အမတ်ဒေဝကြီးဟာသမင်းစားမလို့ဆိုပြီးတော့ကိုပြဘောထိုင်းဇနီးကဟင်းတွေပါတွေခက်ခက်ထဲ့ပြီးသမင်းစားနေတော့မှဘေးသားတဲ့အဲ့ဒီဒေဝအမတ်နေတဲ့အိမ်ထဲကိုခွေးဗိမ္မာလေးတကောင်ဝင်ချလာတယ်တဲ့ပိန်မီဆိုတဲ့ကဘေးတိုင်အစာအာဟာရပြတ်လို့မပြတ်လို့လဲရိုင်ထိုးချိနေနဲ့ခွေးမတကောင်သားတဲ့အမေခွေးမတကောင်ဝင်လာတော့ဒေဝအမကသမင်းစားနေတယ်အဲ့အနားမှာလှန်ကင်ပြီးတော့စောင့်နေတဲ့တတ်တော်ဆောင်ကလုံညုံရေးပုဂ္ဂိုလ်လုံညုံရေးယူတဲ့ပုဂ္ဂိုလ်ဟခွေးဆိုပြီးတော့ခွေးတခါတဲ့အနားမှာရှိတဲ့ဒုတ်နဲ့ဂဲနဲ့အဲ့ဒါရိုက်ပုတ်ထုတ်မယ်လှုပ်တော့ဒေဝအမကြီးကဟဲ့မရိုက်နဲ့တနာပါတယ်သူခမညာသားတဲ့အမေခွေးမကြီးကြည့်ရတာပိန်ချုံပြီးတော့စားတယ်တောက်ဆံမရှိလို့ဝင်လာတာနေခဏနေဆိုပြီးတော့အဲ့ဒါစားနေတဲ့တန်းလန့်ပရိသတ်သူစားနေတဲ့ထမင်းဝဲတွေကကြက်သားဟင်းတွေပါလေနောက်တစ်ခါထပ်ခက်ထဲပြီးတော့အဲ့ဒါတခါတည်းနဲ့ဖတ်မွေနောက်ပြီးတော့ကြနာခွေးဗိမာလေးကိုပရိသတ်တဲ့ရေကိုယ်တိုင်နေပြီးတော့ထမင်းကျွေးတယ်မလုပ်တယ်လေအဲ့ဒါဒါနကုသိုလ်အဲ့ဒါဘာကုသိုလ်အဲ့ဒီမှာကုသိုလ်2မျိုးရတယ်တစ်မျိုးကထိုခွေးမလေးကိုနော်ထိုခွေးမလေးကိုဟိုမှာတတ်တော်သားကရိုက်မလို့လှုပ်တာအဲ့ဒီမှာတားတာအဲ့ဒါကုသိုလ်ကောင်းမှုတစ်ခုတားလိုက်တာဘာစိမ့်နဲ့တားတာလဲကရုဏာစိမ့်နဲ့တားလိုက်တာမလှုပ်ပါနဲ့ကွာမင်းကတိရစ္ဆာန်ပဲဘာသိမှာတော့ကွာနေသားမှာဟာမလှုပ်ပါနဲ့နေပါသေးဟာစားပါသေးဆိုပြီးတော့အဲ့ဒါခွေးမလေးကြွေးတော့ခွေးမလေးကလည်းအာရပါရနဲ့စားသူကြည်ပြီးတော့ပီတိတွေဖြစ်ပြီးတော့ခွေးခေါင်းလေးကိုတတ်ပြီးတော့စားဝအောင်စားအေးနေသားသမီးတွေအများကြီးအေးဝအောင်စားဝဟဲ့နေချမ်းသာပါသေးနဲ့ပရိသတ်တွေခွေးမလေးခေါင်းနဲ့ကြောကိုပတ်သက်ပြီးတော့မေတ္တာပို့ပေးလိုက်တယ်။ဘာပို့ပေးလိုက်တယ်။ဒုပရိသတ်ခွေးသာကြွေးဘူးလား။ဘယ်နှခါမေတ္တာပို့လဲ။ပို့ပါဘတ်ဆိုပြချပြီးကြွေးတယ်ဆိုင်သားမဆိုင်နဲ့ခွေးတစ်ကောင်ကိုက်ရင်အဲ့ဒါအိမ်ကနေငေါ့နေတယ်။တွားကိုခွေးရတဲ့ကိုက်ဘာလို့ငါတော့အဲ့ဒါကြောင့်နင်တို့မကြွေးချင်တာ။ဒီလိုပရိသတ်ရေနော်ဒါနာလှုပ်တတ်တော့ကြည်စမ်းပါဦးလက်လေးနဲ့တခါတည်းခေါင်းလေးကြောလေးတပ်ပြီးတော့စားသမီးစားအေးစားဝအောင်စားဖြည်းဖြည်းစားမေတ္တာပို့ပြီးတော့ကြောနဲ့ခေါင်းကိုပွတ်တာပြီးတော့ပေးလိုက်တယ်တဲ့ခွေးမလေးကလည်းအမလေးပေးတိုင်းဝအောင်စားပြီးတော့ပြန်ထွက်သွားပြီလို့ဆိုလိုက်ကြပါစို့အဲ့တော့သူ့ဘဝမှာဒီဒေဝအမတ်ကြီးကဒီကုသိုလ်ကောင်းမှုကမရသူစားမဲ့ဥစ္စာစားနေတဲ့တန်းလန်းကနေပြီးတော့ထပြီးတော့ကျွေးတာဒါနဲ့တူပြောဆိုတက်တန်းကုံလို့အဲ့ဒီဒေဝအမသေသွားတဲ့အခါကျတော့
ဘယ်မှာသွားပြီးတော့လူဝင်စားသွားဖြစ်တုံးဆိုရင်အဲ့ဒီဒေဝတာရွာမှာပဲတဲ့သူနေခဲ့တဲ့ရွာမှာပဲပြန်ပြီးတော့ဒေဝတာလို့ခေါ်တဲ့ရွာကြီးမှာလူဝင်စားပြန်ဖြစ်တယ်ချမ်းသာကြွယ်ဝတဲ့မိဘမျိုးရိုးမှာတခါတည်းလူဝင်စားပြန်ဖြစ်ပြီးတော့အသက်အရွယ်ရောက်လာတော့အိမ်အောင်ကြဒီရွာကိုသူနှစ်ခေါက်ပြန်လာတယ်ပထမတစ်ခေါက်ကအမတ်ဘဝနဲ့နောက်တစ်ခေါက်ကဒီမှာတထေးဘဝနဲ့လာပြီးတော့အိမ်အောင်ကြသားတွေသမီးတွေနဲ့ပြည့်ပြည့်စုံစုံစီးပွားဥစ္စာနေပြီးတော့အသက်50လောက်50ကျော်အရွယ်လောက်ရောက်လာတဲ့အခါကျတော့မှဂိုင်းသားတွေသမီးတွေလည်းသူ့အိမ်အောင်နဲ့ပြည့်ပြည့်စုံစုံဖြစ်နေပြီငါမြတ်စွာဘုရားသာသနာတော်ဝင်ပြီးတော့သင်္ကားဝတ်မယ်လို့ဆိုပြီးတော့ပြေးတတ်တယ်အဲ့ဒီမှာပုဗ္ဗဝါတိလို့ခေါ်တဲ့ကျောင်းတိုင်းမှာသွားပြီးတော့ပုဗ္ဗဝါတိကျောင်းကဆရာတော်ဘုရားကြီးကိုလျှောက်လို့ဘုရားတပည့်တော်သားတွေသမီးတွေလည်းလက်လွတ်လို့ရသွားပါပြီဘုရားတပည့်တော်သာသနာဝင်လို့သင်္ကားဝတ်ပြရသေးလို့ခွင့်တောင်းတဲ့အခါမှာပုဗ္ဗဝါတိကျောင်းဆရာတော်ဘုရားကြီးကအဲ့ဒီဒေဝတာအမတ်ကနေပြီးတော့လာတဲ့ထိုတထေးကိုသင်္ကားဝတ်ပေးတယ်သင်္ကားဝတ်ပြီးတော့တိမ်မော်ကနေဆင်းလာတဲ့အခါမှာဘုရားတတ်တယ်သူ့ရဲ့နာမည်ကိုအဘယမထေတဲ့ဗာမထေတဲ့အဘယမထေလို့ဘွဲ့မြည်တယဟန်ခံပြီးတော့သာသနာတော်ပြောလူမထွက်တော့ပဲနဲ့သာသနာတော်မှာဝိပဿနာတရားတွေကြိုးစားပွားများအားထုတ်ပြီးတော့နေလိုက်တာဧသရဲ့အဲ့ဒီမှာဘာဖြစ်လာတော့ဆိုရင်အိန္ဒိယတခွင်လုံးဟာတိုင်းပြည်ကြီးမငြိမ်မသက်ဖြစ်ပြီးတော့တပုံတကနေထကြွားတောင်းညံလာတဲ့အိန္ဒိယမှာတပုံမွေရောတပုံတွေဓမြတွေခိုးဆိုတိုက်ခတ်တခါတဲ့လူတွေထွက်ပြေးလူသတ်မှုတွေဖြစ်တခါတဲ့တိုင်းပြည်ဟာမင်းအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ညံ့ပြင်းတဲ့အခါကျတော့ဒါတွေဖြစ်လာတော့တချို့လဲရွာတွေစွန့်ပြီးတော့ပြေးကြတော့ဘယ်လိုဖြစ်လာလဲလယ်တွေလှုပ်လို့မဖြစ်တော့ဘူးစီးပွားရှာလို့မဖြစ်တော့ဘူးဒီကြားထဲမှာပိသတ်တဲ့မိုးခေါင်တာတို့ရေကြီးတာတို့ဆိုလဲကပ်ပေးတွေလဲစိုက်တယ်ဘာတွေလဲစိုက်တယ်မိုးခေါင်တာတို့ရေကြီးတာတို့ဆိုလဲကပ်ပေးတွေလဲစိုက်တယ်အဲ့တော့ဒီဘေးကြီးတွေစိုက်လာတော့တဖြည်းဖြည်းနဲ့လူတွေဟာနိစ္စရာတွေသွားပြီးတော့စီဝါတွေရှာစားစိုက်လို့ပြိုးလို့မရတော့ရတဲ့နေရာတွေသွားအဲ့ဒီဘေးဒုက္ခကြီးဟာဘလောက်စိုက်တုံးဆိုရင်ဘေးတိုင်းတစ်နှစ်နဲ့တည်းမို့12နှစ်ကြာတယ်တဲ့ဘလောက်ကြာလဲတစ်နှစ်ပို့ပြီးတော့ဆိုးလာတဲ့မြို့သူမြို့သားရွာသူရွာသားတွေရေကြီးရမျက်နှာရရှာဖွေစားတောက်ပြီးတော့ရွာသားတွေပြောင်းပြေးကြတော့ရွာလဲလူတော်ကုံသွားပြီကုံသွားတဲ့အခါကျတော့ဒီမှာဘယ်လိုမှအခြေအနေသိမကောင်းတော့စားရေးတောက်ရေးနေရေးထိုင်ရေးကအဲ့ဒါနဲ့ရှင်မျိုးတွေကသွားလျှောက်တယ်ဥစဉ်တပည့်တော်တို့လည်းဒီမှာနေလုံးဖြစ်တော့ပြောင်းတော့ပဲဥစဉ်လိုက်ခဲ့လာသွားကြစို့မသွားဘူးမသွားကိုတော့ငတ်မှာဒီမှာတရွာလုံးပြောင်းဘူးဘူးမှမရှိဘူးငတ်ပေးသေးကိုတော့ဘာလို့ဒီကြောင့်တန်ဟောစဉ်တွဲနေတယ်တန်ဟောစဉ်တွဲတာမဟုတ်ဘူးငါဘောဓိပင်ကြီးမှာဘောဓိယင်္ဂနာဝတ်တဲ့ဘုရားရဲ့အဲ့ဒါလေးမှတ်ထားပါဘောဓိပင်မှာနော်နေ့စဉ်ဘောဓိပင်ကိုရေသွန်းတယ်ရေလောင်းတယ်ရေနဲ့ပူဇော်တယ်အဲ့ဒီဘောဓိပင်ကကြားတဲ့ညောင်ရွက်တွေဘောဓိပင်ပတ်ချလဲမှာအမိုက်တလိုက်တွေရှင်းပြီးတော့ဘောဓိယင်္ဂနာဝတ်မြတ်စွာဘုရားပြိဋိဘံစံသွားတော့လည်းပဲဒီဘောဓိပင်ကြီးကပရိဘောဂစေတီထိုက်တယ်တဲ့ဒါကြောင့်ဘုရားအလားဒါကြည်ညိုပြီးတော့ဒီဘောဓိပင်ကိုသူဘာလုပ်လဲနေတိုင်းရေသွန်းပြီးတော့အမိုက်တလိုက်တွေလဲကျင်းပြီးတော့ဒီဘောဓိယင်္ဂနာဝတ်နောက်တစ်ခါအဲ့ဒီသူတည်းသုံးတဲ့ကျောင်းပေါ်မှာဘုရားတတ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဓာတ်တော်တွေရှိတယ်တဲ့။ဘာတွေရှိလဲ။ဓာတ်တော်တိုက်ကြီးရှိတယ်တဲ့ပူဇော်ထားတာ။ဓာတ်တော်တွေဒီနေ့ခေတ်ဆိုရင်ဘုန်းကြီးတို့ပလင်းနေပါတယ်တဲ့ခါတဲ့ဓာတ်တော်ကျုပ်တွေထည့်ပြီးတော့ဓာတ်တော်ခန်းကြီးရှိတယ်တဲ့။အဲ့ဒီဓာတ်တော်တွေဟာဘုရားရဲ့ဓာတ်တော်အစစ်။အဲ့တော့ဒီဓာတ်တော်တွေသွားပြီဆိုရင်ဒီဘောဓိယင်္ဂနာဝတ်လည်းပြတ်မယ်။ဒီဓာတ်တော်တွေလည်းစောက်ရှောက်မလို့မရှိပူဇော်မဲ့လို့မရှိဖြစ်မယ်။ဒါကြောင့်မစားရရင်နေပါစေတော့ဘောဓိယင်္ဂနာဝတ်ပြုစုရင်းနဲ့ဓာတ်တော်တွေကိုထိမ့်သိမ်းစောက်ရှောက်ရင်းနဲ့ငါနေခဲ့မယ်မင်းတို့သွားကြတော့ဆိုတော့ဘယ်လိုမှခေါ်မရတော့ဒီဥစဉ်ခေါင်းပါတယ်ကွက်ထားခဲ့နေပြီသူငတ်တော့လိုက်လာလိမ့်မယ်ဒါနဲ့ထားခဲ့တရွာလုံးပြေးတာကြီးပြောင်းသွားတာသူဆွေမျိုးတွေလာခေါ်တယ်သူလိုက်မသွားဘူးကုန်ပြီရှိသမျှလူရွာထဲမှာမနေ့မိုးလင်းတော့တပိတ်ပိုက်ပြီးတော့ရွာထဲဆွမ်းငံထွက်သွားတယ်ဘယ်သူမှထွက်မလောင်းကံမလောင်းနေကြောက်ဝန်းတွေကရေခတ်ပြီးတော့ရေတောက်ပြီးတော့လုံနေကြအလုတ်ဘာလို့လဲရေသွားခ
ဘောဓိပင်ကြီးကိုရေနဲ့ပူဇော်တဲ့ညောင်ရွက်တွေကြားနေတာတပည့်စီးလဲတဲ့ဘောဓိယင်္ဂနာဝတရက်နှစ်ရက်သုံးရက်ကြတော့ဘုရားတိုင်အာဟာရပြတ်ပြီးဗပြတ်ပြီးတဲ့လဲအာဟာရပြတ်ပြီးမဲ့လို့ဘောဓိယင်္ဂနာဝကိုမဖြစ်ဘူးတဲ့ဘောဓိပင်ခြေပလင်ဝေမှာဘာလို့တယ်လဲခြေရင်မှာလုံနေကြအလုပ်ကိုလုပ်တယ်တဲ့နေကလည်းပူအစာအာဟာရကလည်းမရှိစောမစားရတာကြားရည်လေးနဲ့မြတ်တာပြီးနေရတာဆိုတော့အဲ့ဒီမှာဝေယဝိဆမလုံနိုင်ပဲနဲ့မူးပြီးတော့လဲသွားတာတဲ့အဲ့ဒီချိန်မှာဘုရားတိုင်ရဲ့အဲ့ဒီဘောဓိပင်ကြီးကိုစောင့်နေတဲ့ယောဂဇောနမင်းကြီးတဲ့ဗန္နာမင်းကြီးတဲ့လေယောဂဇောနမင်းကြီးကဘောဓိပင်မောကနေကြည့်ပြီးတော့အလိုဒီအဘယမထေရကြီးကတဇွဲကောင်းတာပဲဘောဓိပင်ကြီးပေါ်မှာသူတော်တန်ရောစဉ်ရှိတာပဲအဲကြောင့်မို့လို့ဒီကိုယ်တော်ကြီးအာဟာရပြတ်ပြီးတော့လဲနေတာဒီတိုင်းကြည့်နေလို့မဖြစ်တော့ဘူးငါလူသားရောင်ဖန်သိပြီးတော့ဆွန့်ကပ်မှာပဲလို့ဆိုပြီးတော့အဲ့ဒါဘောဓိပင်ကြီးမှာစောင့်နေတဲ့ယောဂဇောနမင်းကြီးကသာသနာတော်အတွက်ဆုံးရှုံးမဲ့အေးမြင်ပြီးတော့လူသားတွေဖန်သိပြီးတော့အဲ့ဒီအဘယမထေရကြီးကိုဘုရားတိုင်ဆွန့်ကပ်လူတယ်အဘယမထေရကြီးဘာလုပ်လဲဆွန့်ကနေတိုင်းအဲ့ဒါယောဂဇောလူတဲ့နတ်ဆွန့်ဖုံးပေးပြီးတော့ဒါကြောင့်ဘုန်းကြီးတို့ဝေဘူးဆရာတော်ဘုရားကြီးမိန့်တော်မူတဲ့စကားတစ်ခုရှိတယ်ဘုရားတိုင်အိုးဆွန့်မရှားပါဘူးတဲ့သီလသမာဓိပညာသိက္ခာရပြည့်စုံအောင်လှုပ်ထားပါတယ်တောထဲမှာသွားလဲပဲလူသူမရှိတဲ့တောထဲမှာလည်းပဲဆွန့်ရနိုင်တယ်သီလသမာဓိပညာသိက္ခာသုံးပါးတာလုံခြုံအောင်စောင့်ထိန်ပါတယ်တောထဲသွားလဲပဲဆွန့်ငတ်တယ်တဲ့လားဒါလက်တွေ့ပြတာပဲဘုရားတိုင်နတ်တွေကဆွန့်လူတာအဲ့ဒါဘောဓိပင်ကြီးစောင့်နေတဲ့ယောဂဇောနကြီးကဆွန့်ဆင်းပြီးတော့လှူရတယ်အဲ့ဒီဆွန့်ဖုံးပေးပြီးတော့သူ့စိတ်ထဲထင်တော့ထင်တယ်ဒီနာလူမရှိဘူးငါနေတိုင်းဆွန့်လာလှူနေတာဧကနာတော့ယောဂဇောဖြစ်နိုင်တယ်အဲ့တော့ဒီလောက်တောင်မှလူတွေစားဖို့နေရဒုက္ခတွေရောက်နေတဲ့ချိန်ကာလမှာဒီယောဂဇောနမင်းကြီးလှူတဲ့ဆွန့်ကိုစားပြီးတော့ငါဒီတိုင်းနေလို့မရဘူးတရားအထုတ်မယ်တဲ့ဘာလို့မဲအေးသာသနာတော်အနှစ်ဖြစ်တဲ့သီလသမာဓိပညာသိက္ခာသုံးပါးတရားကျင့်စဉ်ကြိုးစားပွားများအထုတ်တော့ဆွနေပါလေဖုံးပြီးအာဟာရပြည့်တော့ဘောဇနာတပ္ပယမြတ်တာခန္ဓာကိုယ်လည်းပဲတောင်းတောင်းတင်းတင်းဖြစ်လာအောင်တောင်းတောင်းတင်းတင်းဖြစ်လာတော့တိုက်မိကလည်းဘလောက်ထိအောင်ငတ်မော်ခေါင်းမတဲ့ဘေးဆိုင်တယ်မသိဘူးပြေးတယ်ဘာမှဝစားစရာမရှိဘူးလေအဲ့ဒါနဲ့ဟိုဘက်ရွာကတပုံတွေကကဲဟိုမှာဘောဓိပင်မှာတပြက်စီးလဲနေတာကိုတော်ကြီးဝဝဖြိုးဖြိုးနဲ့တို့လည်းစားစရာမရှိတော့ဘူးအဲ့ဒါဘာလုပ်မလဲဒီကိုတော်ကြီးတတ်ကြစို့ဒီကိုတော်ကြီးတတ်ပြီးတော့ဒီကိုတော်ကြီးရဲ့အသားနဲ့ပဲတို့အသက်ဆက်မှရမယ်ဝဖြိုးနေတာတစ်ပဲအောက်တွေ့ခဲ့တာဟိုကောင်ကတပုံတော်ကောက်ကတွေ့ခဲ့တာဒီဘက်လာရင်းနဲ့တွေ့တော့ပြန်ပြောတော့ဘယ်တဲ့လုံးစားစရာဘာမှမရှိဘူးရှားကြပါဒီကိုတော်တတ်ပြီးစားကြစို့ဆိုပြီးတော့ပရိသတ်တွေအဲ့ဒီမှာလူသားစားရအောင်လို့ဆိုပြီးတော့အဲ့ဒီတပုံနေတိုင်ပင်ပြီးတော့ပုဗ္ဗဝါတိကြောင်းဘက်ကိုလူစုလူဝင်းနဲ့လာဝိုင်းပါတယ်လူစုလူဝင်းနဲ့လာဝိုင်းတော့အဘယမထေရကြီးကဘယ်မှာလဲတဲ့အဲ့ဒီဘောဓိပင်ကြီးအောက်မှာတရားမှတ်နေတာဘောဓိပင်အောက်မှာဘာလုပ်နေတာဘောဓိပင်ကြီးအောက်မှာတရားမှတ်နေတာသို့တော်လည်းပဲပရိသတ်တွေအဲ့ဒီမှာအဘယမထေရကြီးကိုတပုံနေဘောဓိပင်ပတ်ချလဲမှာလိုက်ရှာတာမတွေ့ဘူးတဲ့ဘောဓိပင်အောက်မှာလိုက်ရှာတာတွေ့လားပျောက်နေတယ်ထိုင်းနေတဲ့ဟိုမှာသူတို့မတွေ့အဲ့တော့မေးစရာရှိတယ်ရှင်မြတ်အဲ့ဒါဆိုရင်အဘယမထေရကြီးကတကိုးနဲ့ကွယ်ထားတာလားမဟုတ်ပါဘူးဘုရင်တဲ့အဲ့ဒီအချိန်မှာပုထုဇဉ်ပဲရှိသေးတယ်ယန္နာဖြစ်သေးဘူးဘာတကိုးမှမရှိဘူးသို့တော့အဘယမထေရကြီးကိုရိုက်မယ်နှက်မယ်တတ်မယ်ဖြတ်မယ်ဒီကိုယ်တော်ကြီးအသာချက်စားမယ်လို့ဆိုတာလာတာဘာဖြစ်လို့မတွေ့တာတော့ဆိုရင်ကံကကွယ်ထားပေးတာဘာကကွယ်ထားပေးတာဘယ်တော့ကဘာလုပ်ခဲ့တဲ့ကံတော့ဆိုရင်သူဒေဝအမဖြစ်စဉ်ကာလကခွေးပိန်မှလေးခြံထဲဝင်လာတော့ဟိုကောင်ကရိုက်မယ်နဲ့မယ်လို့တော့ဟာမရိုက်နဲ့ကရုဏာစိတ်ဘာစိတ်လဲဘုရင်တိုင်အဲ့ဒီမှာဇီဝိတဒါနလည်းခေါ်ပါတယ်ကရုဏာစိတ်နဲ့ခွေးမလေးရိုက်မှုနဲ့မှုလုံနေတာမရိုက်မနဲ့မတတ်ပါနဲ့လို့တားခဲ့တဲ့ကုသိုလ်ကံကဘုရင်တိုင်သူ့ကိုကာကွယ်ပေးထားတာတဲ့ကိုလှုပ်တဲ့ကံဘယ်သူလှုပ်တဲ့ကံဒါကြောင့်မို့လို့ဘုရားရေရောတိပိဋကဆရာတော်ဘုရားကြီးစီထားတဲ့လင်္ကာလေးရှိတဲ့လိုက်ဆိုကြည်သားမှာတကယ်အေးတကယ်ဘေးတွင်
ကဲတင်မဲ့သူမရှိမူ၍ကိုယ်သာကဲဖို့ရာမှန်စွာကုသိုလ်ပြုရမယ်တကယ်အရေးတကယ်ဘေးတွင်ကဲတင်မဲ့သူမရှိမူ၍ကိုယ်သာကဲဖို့ရာမှန်စွာကုသိုလ်ပြုရမယ်အေးဆွေတွေမျိုးတွေလည်းမရှိဘူးရွာသူရွာသားတွေလည်းမရှိဘူးသတင်းသုံးဖို့တန်ဃာတော်တွေလည်းမရှိပါဘူးအကုန်လုံးဆွတ်ခွာပြီးတော့သွားပါပြီသို့တော့ပရိသတ်တွေရဲ့သူ့ကိုကယ်မဲ့သူကကုသိုလ်ကကယ်တာဘယ်သူကယ်တာရွှေတွေမျိုးတွေညီကိုမောင်နှမတွေတကယ်အရေးတကယ်ဘေးတွေကယ်တင်မဲ့သူမရှိမူ၍ကိုယ်သာကယ်ဖို့ရာမှန်သောကုသိုလ်ပြုရမယ်ဒေဝအမှဖြစ်စဉ်ကာလကခွေးပိန်မာလေးကိုရိုက်တမယ်လို့လှုပ်တဲ့ကံကိုတားခဲ့တဲ့ဟာအခုဘဝမချဘူးဟိုဘဝဒီဘဝကူးတာဒုတိယဘဝမှာအကျိုးပေးတာဒုတိယဘဝမှာအကျိုးပေးတာအဲ့ဒါမမြင်ဘူးတဲ့ဟိုကောင်နေလာပြီးတော့ရှားတာပရိသတ်တွေ9ရက်လည်းမကောက်ဘူး10ရက်လည်းမကောက်နောက်တော့ဟိုကောင်နေလက်လျှော်သွားမင်းမြင်တာမှားတာဖြစ်ပါလိမ့်မယ်ကွာမရှိမှမရှိတဲ့ဥစ္စာအဲ့ဒါနဲ့သူတို့လည်းလက်လျှော်ပြီးတော့သွားအဘေယမထေရကြီးကပရိသတ်တွေအဲ့ဒီနတ်လူတဲ့ဆွန်စားပြီးတော့ဘောဓိပေချေပလင်ဝေးခြင်းမှာဝိပဿနာတရားတွေကြိုးစားပွားများအထုတ်လိုက်တာပါဏာရတ္တဓိဝသေနတ်လူတဲ့ဆွန်ကိုဖုံးမေးပြီးတော့15ရက်မြောက်သောနေ့မှာပဲသောထေရောထိုအဘေယမထေရသည်အရဟတံကိလေသာအသောခွာလျောကုန်ခန်းတဲ့ယဟန္တာဖြစ်သောပါပုနိကောင်းစွာမသွေဆက်ရောက်တော်မူခဲ့ပါပေသတည်းပရိသတ်တေအဘယမထေရကြီးယောဂဇိုလူတဲ့ဆွမ်းကိုဖုံးပေးပြီးတော့အဲ့ဒီဘောဓိပင်ကြီးမှာတရားကြိုးစားပွားများအထုတ်လိုက်တာယဟန္တာဖြစ်သွားတယ်တဲ့။ဘာဖြစ်သွားတယ်။ယဟန္တာဖြစ်သွားတဲ့အခါကျတော့မှပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်ယဟန္တာဖြစ်ပြီဆိုယဟန္တာတွေကဝိဇ္ဇာညာ၃ပါးရတယ်။ဝိဇ္ဇာညာဘယ်နှပါလဲ။ပုရိအာလို့ခေါ်တဲ့ပုဆိုတာပုဗ္ဗေနိဝါဒနုတ္တိညာဒီဆိုတာဒိဗ္ဗစက္ကုညာအာဆိုတာအသွဲခယညာပုဗ္ဗေနိဝါဒနုတ္တိဇံသမဘဝင်စားပြီးတော့ငါယဟန္တာဖြစ်ရတာကဘယ်ကုသိုလ်လဲအခုဘောဓိပင်ကြီးမှာဆွမ်းကမထွက်ဖဲနဲ့ယောဂဇိုးလူတဲ့ဆွမ်းကိုဖုံးမရတာကဘယ်ကုသိုလ်လဲလို့ကုသိုလ်ကောင်းမှုကိုဆင်းခြင်းပြီးတော့ကြိလိုက်တဲ့အခါမှာဘယတိုင်အစွဲကင်းတဲ့ငါဆွဲလဲမပါပစ္စည်းဆွဲလဲမပါပုဂ္ဂိုလ်ဆွဲလဲမပါဒါနပြုရာအစွဲပါအဲ့ဒါရှုံးတော့တာမရှုံးဘူးအဲ့ဒီဘွားကဒါနစီဝါရေးလုပ်ငန်းကိုငါအမြတ်ထွက်အောင်လုပ်ခဲ့တယ်လို့ပြန်ပြီးတော့မြင်တော်မူတဲ့ဘိသတ္တေဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကတရိစ္ဆာနာကတောဒါနတတဝတတကုဏံဒက္ခိဏပါတိကိဉ္ဒါဘာဘိက္ခဝေယဟန်တော်များဥရှိသတော်တိရိစ္ဆာနာကတောတရိစ္ဆာန်တကောင်အားတိရိစ္ဆာန်တကောင်အားဒါနံအလှူဒါနကိုဝါစားနေတဲ့ထမင်းတွေကတဝက်ခွဲပြီးတော့ခွဲပိန်မာလေးကိုဓာတဝါပေးလိုခဲ့တဲ့ကုသိုလ်ကံကြောင့်တတဂုဏံတရားသောအကျိုးရှိသောဒါဒုတိယဘဝမှာဒီကုသိုလ်ကအကျိုးပေးတာတကယ်တမ်းကျရင်ဒုတိယဘဝမှာယဟန္တာမဖြစ်သေးဘူးဆိုရင်လည်းဘဝတရားအထိအကျိုးပေးမယ်တဲ့ဘဝဘယ်လောက်လဲတလိ္ဆာကိုကျွေးမွေးရတာဟာတတဂုဏံတရားသောအကျိုးရှိသောဒက္ခိဏအလှရဲ့အကျိုးတရားကိုပါတိကိဉ္ခိတဗံကောင်းစွာမသွေအလိုရှိအပ်ပါပေတည်းပရိသတ်တွေအဲ့ဒီသူလှူခဲ့တဲ့ကုသိုလ်ကောင်းမှုကိုသူမြင်ပြီးတော့အဘယမထေရကြီးဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်အဲ့ဒီဘောဓိပင်ကြီးမှာဘယ်လောက်နေသွားတော့ဆို12နှစ်တဲ့ဘယ်လောက်နေသွားလဲ12နှစ်ပြည့်သောနေ့မှာပဲ12ဝါမြောက်သောနေ့မှာပဲသောထောအဘယမထေရကြီးသည်ဘောဓိမူလရုတ်ခေဘောဓိပင်ချေရင်မှာပဲပြိဋိဘုဒ္ဓကိလေသာကမ္မဇဘဝဇခန္ဓာတွေပါရုပ်သိမ်းပြီးတော့ပြိဋိဘံဝင်စံတော်မူခဲ့ပါပေသတည်းအ
အမှတ်မထင်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဟာဘိယတိုင်နောက်ဆုံးတော့အရဟတဘောပေါက်တိအောင်ကြိုးပေးပါသည်ဒါကြောင့်ဒီအဘိယမထေကြီးကစီးပွားရှာတတ်တဲ့ပုဂ္ဂိုလ်ခေါ်တယ်ဘာပုဂ္ဂိုလ်လဲစီးပွားရှာတတ်တဲ့ပုဂ္ဂိုလ်စီးပွားရှာမှဘိယတတ်တဲ့ချမ်းသာမယ်ဒါကြောင့်မို့လို့ချမ်းသာခြင်းသူလူအများစီးပွားရှာဒါကြောင့်တရားကောင်းစဉ်တွေပေးထားတဲ့ချမ်းသာဖို့ရာစီးပွားရှာဘာလို့လဲအဲ့ဒီနေချမ်းမြေးမင်းကြောင်း၌အတွင်းမှာလာပြီးတော့ဓမ္မဥမ္မောပိဋကစာပေမိသားစုဓမ္မမိတ်ဆွေတွေဥပုပ်သေးတွေဘာလာလောက်ကြတာဆိုခဏစီးပွားလာရှာတာခဏဘာလောက်တာမနေ့ဖြင့်ငါတော့စီးပွားရှာမယ်အဲ့ဒါကလောကီစီးပွားဒီနေ့တနေ့လုံးမှပြည့်တိုင်းရှာတဲ့စီးပွားကလောကုတ္တရာစီးပွားဒါကြောင့်လူလောကထဲရောက်လာတာလူသားအလုံးမှန်သမျှတို့သည်စီးပွားနှစ်ခုကိုရအောင်ရှာသွားလို့စီးပွားဘယ်နှခုလဲစီးပွားနှစ်ခုရအောင်ရှာချမ်းသာခြင်းနဲ့လူမှန်သမျှစီးပွားရှာပါလို့အဘိယမထေကြီးနဲ့သက်သေတာရကပြလို့ခဏအဲ့ဒါစီးပွားလက်ရှားကြကုန်သောအမျိုးကောင်းသားအမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့အားဘုန်းကြီးတို့ဒီဓမ္မကထာဒေသနာတော်ဟောပါတယ်လို့ကိုင်ပရိသတ်ရဲ့ဓမ္မကဗျာလေးတွေဆိုပြီးတော့တရားဝဲသိလိုက်ကြဆိုလိုက်ပါကုသိုလ်လောက်တာလောကုတ္တရာရှာရာစီးပွားပါကုသိုလ်လောက်တာလောကုတ္တရာရှာရာစီးပွားပါဓမ္မလွန်တွဲစီးပွားကွက်မပြဲရှာရမှာဓမ္မလွန်တွဲစီးပွားကွက်မပြဲရှာရမှာကုသိုလ်ပြုရာအရှုံးမြတ်ပါသေချာတွေ့ရမှာကုသိုလ်ပြုရာအရှုံးမြတ်ပါသေချာတွေ့ရမှာစီးပွားနှစ်ခုရအောင်စုခုရောနောင်ပါချမ်းသာမှာစီးပွားနှစ်ခုရအောင်စုခုရောနောင်ပါချမ်းသာမှာဘုရားတပည့်တော်တို့ချမ်းသာဖို့ရာစီဝါရှာဆိုတဲ့တရားတော်ကိုနာကြားရတဲ့ဓမ္မသဝနာကုသိုလ်ကံစေတနာတရဏဂုံ3ပါးနဲ့10ပါးသီလကျင့်သုံးခေါင်းဆောက်တည်တဲ့သီလကုသိုလ်ကံစေတနာချမ်းမြေအမြဲကြောင်းတဲ့တွင်နဲ့ဝါဆိုဝါကတော်မူကြကုန်သောသံဃာတော်ရှင်ကောင်းတို့၏သီလဂုံသမာဓိဂုံပညာဂုံတို့ကိုအာယုံပြည့်ဝါဆိုသင်္ကနဝကမ္မအာဝံစွန်းနေသောစက္ကလူဒန်းတဲ့ကုသိုလ်ကံစေတနာတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဟာဓမ္မဒါနအနေအချင်းပဋ္ဌာန်းစာအုပ်များလှူဒါန်းတဲ့ကုသိုလ်ကံစေတနာဤသို့ပေါက်အားများများလာစွာသောကုသိုလ်ကံစေနာပေါင်းကောင်းမှုတို့ကြောင့်မအိုရမနာရမတရားဖြစ်သောအသင်္ကတ္တများလာစွာသောနိဗ္ဗာန်ရွှေပြည်မြတ်ကြီးတို့ဒီဒါနဒီသီလဒီဘာဝနာဒီနဲ့လင်မြန်စောစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလည်နိုင်ကြပါစေကုန်သောရဲ့လို့ပထနာအောင်စုပြုနိုင်ကြပါစေကုန်တည်းရေဆက်သွန်ချအမြဝေလိုက်ကြသို့အလုံးလိုက်ဆိုဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုအရှင်ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤကျိုးတရားကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍တရဏဂုံ3ပါးနှင့်10ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူစောင့်တည်ပြီးလျင်ဓမ္မဝတ်မုံပိဋကစာပေဖြန့်ချီ၍မိသားစုနှင့်မိဘညီကိုမောင်နှမဆွေမျိုးဓမ္မမိတ်ဆွေအပေါင်းတို့ကဝါဆိုသင်္ကန်းအာယုံစွမ်းနေစွမ်းနဝကမ္မအစရှိသောလူဒန်းပွေရာဖြာဖြာတို့ကိုစေတနာသုံးတန်ပြဋ္ဌာန်း၍လူဒန်းညပါကုန်၏
အရှင်ဘုရားဤကောင်းမှုတို့သည်တပည့်တော်တို့အတွက်မဲ့ဉဏ်ဖို့ဉဏ်ဘောဓိဉဏ်ဤရကြောင့်6ပန့်ကောင်းသည်ဖြစ်ပါစေသာအရှင်ဘုရားယနေ့ယခုပြုသမျှကုသလဤအဘောဘာကကိုအနန္တဂိုင်းဝင်ယေရှုတော်ရှင်မိခင်ဖခင်တို့အား၎င်းဆရာသခင်ယေရှုရှင်တို့အား၎င်းရေမြေတနှင့်အစိုးရမင်းအား၎င်းနတ်တို့တနှင့်တရားမင်းအား၎င်းငရဲတနှင့်ယမမင်းအား၎င်းဤကြောင်းတိုင်း၌စောက်ရှောက်၍နေကြကုန်သောကြောင်းဆောင်နာစေတီဆောင်နာအိမ်ဆောင်နာခြံဆောင်နာမြို့ဆောင်နာရွာဆောင်နာတောဆောင်နာတောင်ဆောင်နာသာသနာတော်ဆောင်နာသတ္တုမဟာရေတာဝရိန္ဒာအစရှိကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့အား၎င်းအတိတ်ဘဝကဒေါသခဲကုန်သောမိဟောင်းဖာဟောင်းမိုးဟောင်းဘွားဟောင်းဆွေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌ဒေါသ၍ဘဝတပါပြောင်းရွှေ့သွားကြကုန်သောဆွေမျိုးညီအကိုမောင်နှမမိတ်ဆွေသင်္ဃဟအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းရညာပါစေအမြဝေဤအလုံးစုံကုန်သောဝေနေယဒုက္ခိတဒုက္ခိတသတ္တဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောတပည့်တော်များဤဘေးဝေသောအမြကိုရကြကုန်သည်ဖြစ်၍ဝါမြောက်နုမောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအာလုံးကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု